ထန်းကိုရွတ်တဲ့ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ဟာရည်ရွယ်ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုဂ္ဂိုလ်တိုင်းမှာပဲသိပဲ။သို့တော့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိ။စီးပွားတက်လို့ဆိုတာရွတ်တာရှိ။အန္တရာယ်ကင်းကျင်လို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ချင်တယ်ဆိုတာလဲလူဆန္ဒ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့ပဋ္ဌာန်းကျမ်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာခုနှစ်ကျမ်းမှာလည်းပဋ္ဌာန်းကျမ်းကြီးကစကွယ်မယ်ဆိုတော့မကွဲအောင်ပဋ္ဌာန်းပွဲတွေလုပ်ပြီး20အတမစဲရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရည်ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်တွေစီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုဂ္ဂိုလ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောရပေါ့သို့တော့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်